အားလုံးမြင်ပါမှာကျွန်တော်တို့ရဲ့ကိုယ်နေပိတ်တဲ့နေပြန်လေကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုတစ်ခေါက်တင်ဆက်မယ့်ဗီဒီယိုကတော့နက်ဖန်တောက်ကြနေအတွက်ပဲဖြစ်ပါတယ်ခင်ဗျာအားလုံးကျွန်တော်နဲ့တူလိုက်ပါကြည့်ကြရအောင်ဆက်ပါရှေ့ရတည့်ရလေးရပုံချင်းဖြစ်ပါတယ်ခင်ဗျာရှေ့ရလေးရတည့်ရပုံတဲ့ခါကျတော့ကျွန်တော်300ပါတယ်ခင်ဗျာဒီ300တဲ့ကဏ္ဍကိုကျွန်တော်တို့ဒီထိတ်စီလေးလုံးကိုပဲပြန်ပေးမှာဖြစ်ပါလိမ့်မယ်။ဘယ်လိုပုံလဲဆိုတော့ဒီမှာပုံရငါးရဲ့တောင်းရှိဒီလေးလုံးပုံချင်တာရဲ့တောင်းဖြစ်ရမှာပဲ။နောက်တစ်ဆိုင်ကျတစ်တောင်းလုံးပုံချင်လို့တောင်းအဲဆိုရင်ဟိုထိတ်စီလေးလုံးကိုပုံကြည့်တဲ့အခါကျတော့လေတောင်းပဲဖြစ်တယ်ခင်ဗျာ။6ရ5ရ6ရ3ရပုံတော့လေးလုံးပုံချင်တောင်းဖြစ်ချင်ဖြစ်တယ်ခင်ဗျာ။အခုတစ်ခေါက်မှာကျတော့3ရ4ရ5ရပုံချင်တော့9ဖြစ်ပါတယ်ခင်ဗျာဒီ9ဖြစ်ချင်းဆိုတော့ကျွန်တော်တို့3ရ4ရ2ရနောက်မနက်ဖြန်တော့တလုံးထပ်ပုံပေးရမှာဖြစ်ပါတယ်ဒါဆို3ရ4ရ2ရပုံတဲ့ခါကျတော့ကျွန်တော်တို့9ဖြစ်နေပြီလားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့3ရတလုံးထပ်ထည့်ပေးလိုက်ပါတယ်ခင်ဗျာဒီ site မှာကျတော့အပိုက်ပဲဖြစ်ပါတယ်တိတ်ပြီးတော့9နဲ့6ကတိတ်ပြီးဖြစ်ပါတယ်ခင်ဗျာ4ကိုပြီးပြီး6နဲ့8ကို4ဖြစ်ချင်းဖြစ်ပါတယ်ခင်ဗျာဘနစ်ကိုပြီးပြီး6နဲ့1နဲ့ပုံတော့ဘနစ်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်အပြာရောင်ဆွဲထားတဲ့ line တွေက break line ဖြစ်ပါတယ်ကို break line လေးဆိုတာ9ဆိုရင်တော့3ညအခုတစ်ခေါက်မှကြတော့4 break နဲ့ကျွန်တော်တို့ကစားရမယ့်အကွက်ကတော့3ည6ရယ်3ည4ရယ် break နဲ့ကစားရင်တော့3ည4ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ခွေရလိုက်ပေါ့3ည4 6